ဆိုဝါလာတော့မပြောတတ်ဘူးပေါ့နော်ကိုဘာဖြစ်လာလဲဆိုတေသွားတဲ့လူတွေ congratulation လိုက်လုပ်ချင်တယ်တချင်ကတော့မျောလင့်ချက်တွေအများကြီးထားခဲ့တာပေါ့နော်အခုချိန်မှာကျတော့မျောလင့်ချက်တွေလည်းတဝက်တစ်ပြက်ကပစ္စည်းနေတယ်လို့ပဲပေါ့နော်နိုင်ငံတော်ဝန်ကတိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံမှာစစ်ဘေးရှောင်ဥယျာဉ်ဟာ၄နှစ်တာကာလအတွင်း၄တန်းကျော်အထိမြင့်တက်လာနေပါတယ်။ဒီအခြေအနေကြောင့်နေရစွန့်ခွာသူဥယျာဉ်ဟာနှစ်စဉ်တိုးဝါလာနေပါတယ်။ဒီ၄နှစ်တာကာလအတွင်းအဓိကမြို့ကြီးဖြစ်တဲ့ရန်ကုန်မှာလည်းဒေသပေါင်းစုံကဆက်ရှောင်တွေခိုလုံနေရတာရှိပါတယ်။ကိုဒေသကိုစွန့်ခွာပြီးတနေ့တည်းအခြေချရတဲ့သူတွေထဲမှာမနှမ်းမွန်လိုမတန်ဆွမ်းတွေလည်းပါဝင်ပါတယ်။ရှမ်းမြောက်ကိုစွန့်ခွာလာတဲ့မနှမ်းမွန်ဟာရန်ကုန်ရောက်ဖို့အဖွားဖြစ်သူနဲ့အတူတော်လန်ခရီးကိုရက်အတော်ကြာဖြတ်တန်းခဲ့ရပါတယ်။အိမ်ခန်းငားတဲ့ကိစ္စပေါ့။ရှမ်းမြောက်ကနေပြီးတော့လာတယ်မတဆန်းနေပြန်လို့အဆင်မပြေတဲ့မတဆန်းနေပေါ့နော်စုနေရဖြစ်တဲ့ချိန်မှာမငားနိုင်ဘူးလက်ပိတ်မှာစိုးတယ်ပေါ့။တဲ့အိမ်ကိုတွားပြန်တော့လဲလက်ပိတ်မှာစိုးတယ်တဲ့အိမ်ကိုတွားပြီးတော့အိမ်တွားကြည့်ရလေနော်အိမ်တွားကြည့်ရဆိုမတဆန်းနေမလို့မငားနိုင်ဘူး။စစ်ရှောင်လာတဲ့လမ်းတစ်လျှောက်ဟာသူ့အတွက်တာမန်လူတွေထက်ပုံမခက်ခဲခဲ့ပြီးဖြတ်တန်းလာရင်စိတ်ရောကိုယ်ပါထိခိုက်မှုတွေကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်လမ်းမှာစချင်းဆိုဘယ်တော့မှမသိတာဆိုမြို့ခံတွေအကုန်လုံးကလည်းဘယ်ကိုသွားမှလဲဆိုတာမသိပါလို့ရှမ်းမြောက်တစ်ခုလုံးကတိုက်ပွဲတွေဖြစ်နေကြတယ်လေဆိုဒီတလန်းလုံးဒီတောလန်းကြီးတွေကနေတွားတာမျိုးရှိတယ်ပြီးခက်ခဲနဲ့ဒီကားကိုရအောင်ယူပြီးတော့မောင်းပြီးသွားတာမျိုးတွေလုံးဝအပေါ်ပါလုံးဝသွားလို့မရဘူးပေါ့နော်ကိုကဒီထိုင်ပြီးတော့တာမန်လူတွေတော့ထိုင်ပြီးတော့မတွားနိုင်တာဖြစ်တဲ့အတွက်လုံးဝစီးအောက်ထားတဲ့အခြေအနေမျိုးတွေရောစီးရင်ရောင်းတာမျိုးပေါ့နော်ပြီးတော့စီးထဲမှာတွေးပါတာမျိုးအဲ့လောက်ထိတောင်ဖြစ်ခဲ့ရတယ်ပေါ့နော်ပြီးတော့အဲ့ထက်မှဆိုတာကျတော့မလဆန်းလည်းဖြစ်တယ်သွားဖတ်ပါတယ်ဆိုမှ message ကလာနေတာအဲ့တော့ပို့ဆိုတာကျတော့ဘာမှလုပ်လို့မရတာဖြစ်တဲ့အတွက် lineအခက်ခဲတွေကတော့အများကြီးပဲစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာကောနိုင်ငံအဝန်းဖြစ်နေတဲ့စစ်ရေးပဋိပက္ခတိုက်ပွဲတွေကြောင့်ပညာရေးကျန်းမာရေးစီးပွားရေးအစအရာရာကျဆင်းနေပါတယ်ဒီအခြေအနေမှာအလောက်ကန်အခွင့်အလမ်းနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေရဖို့မြို့ပြကိုရွှေ့ပြောင်းလာတဲ့တခြားစစ်ရှောင်သူတွေလည်းရှိပါတယ်ဒီလိုလူတွေထဲမှာပဲခူးကြောက်ကြီးဘက်ကနေစစ်ရှောင်လာတဲ့မက်ကေတီလည်းပါဝင်ပါတယ်သူကကင်ဆာဝေဒနာတွေဖြစ်ပါတယ်နောက်အခြေအနေတစ်ခုကသားဖြစ်သူကိုလည်းသွေးအားနဲ့ယောဂကုသပေးနေရပါသေးတယ်။မတို့မျိုးမှာပေါ့နော်အဲ့လိုမျိုးစပွဲတွေဖြစ်တဲ့အချိန်မှာကိုရီးယားလုံခြုံမှုအတွက်ပေါ့ကိုယ်ရဲ့လုံခြုံမှုအတွက်ကြောင့်တခုပြီးတော့တသားရဲ့ကျမ်းမာရေးကတသားလေးလာချိန်သွင်းနေရတယ်သူကမွေးရပါသွေးရနဲ့ယောဂတာလာစင်ကြီးရရှိတယ်လေအဲကြတော့ကလေးကိုသွေးဖို့အတွက်ကဘလို့မှအဆင်မပြေတော့ကိုအိမ်မှာဆိုရင်မိသားစုရဲ့စီးပွားရေးကအမရဲ့အမျိုးသားတစ်ယောက်ရဲ့ဝင်ငွေပဲရှိရပေါ့နော်အမကလည်း12လပိုင်း17ရက်နေ့ဆိုရင်ရင်သားကင်ဆာကိုစပြီးတော့ခွဲစိတ်ကုသရတယ်ပေါ့နော်မိသားစုရဲ့စားဝတ်နေရေးဒီပြီးရင်ကျန်းမာရေးဆဆအရာရာကိုယ့်ရဲ့မွေးရမြေမဟုတ်တဲ့အတွက်ငွေကုန်ကြေးကြတွေလည်းများတယ်ကျန်းမာရေးအတွက်ဆိုရင်အခုဆိုကျန်းမာရေးအတွက်လည်းပို့ပြီးတော့ငွေကုန်ကြေးကြများတာတွေရှိရပေါ့ရန်ကုန်ရောက်တဲ့အခါမှာကြုံရတာကကုန်စည်နှုန်းကိစ္စပါရန်ကုန်ကကုန်စည်နှုန်းကြီးမြင့်တဲ့တန်ကိုအလူအလဲခံရတယ်လို့လည်းဆိုပါတယ်နောက်ထပ်စစ်ရှောင်သူတယောက်လည်းရှိပါသေးတယ်အသက်40ဝန်းကျင်ရှိတဲ့ကိုကောင်းမြတ်ကသူ့ဒေတာမှာအစင်မပြေတော့တာကြောင့်မိဘနဲ့မိသားစုတွေကိုခြံခဲ့ပြီးရန်ကုန်မှာရုန်းကန်နေရသူတူဖြစ်ပါတယ်သူဟာအရင်ကသူ့ဒေတာမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ကင်ခဲ့သူဖြစ်ပါတယ်အခုတော့ရန်ကုန်ကကုမ္ပဏီတစ်ခုမှာဝန်ထမ်းလုပ်နေပါတယ်ကျွန်တော်တို့မြို့နယ်မှာကြတော့အမြဲတမ်းပေါ့နော်အမြဲတမ်းမိဘလောက်ကိုနေ့တိုင်းမိဘလောက်ကိုဥပဒေမှာကကျွန်တော်တို့ဒီစပွဲပဏိပခါတွေကအမြဲတမ်းရှိတယ်ဗျဟိုဘာကကြတော့ကျွန်တော်တို့မြို့နယ်မှာကြတော့ကျွန်တော်တို့နေရာဒေသမှာကြတော့ကျွန်တော်တို့ကလောက်ကန်စားတော့ဖို့အတွက်ကိုကြတော့ဘလို့မှအဆင်မပြေတော့ဘူးဒီတကြောင်ကျွန်တော်တယောက်တည်းဆက်ဆောင်နေဒီဘက်ထဲမှာလာရတယ်ကိုကောင်းမြတ်ရဲ့အဖေအမေတွေကအသက်80ကျော်အရွယ်တွေဖြစ်တဲ့အပြင်ကျောင်းနေအရွယ်ကလေးငယ်တွေနဲ့ဇနီးဖြစ်သူတို့ကစစ်ပွဲတွေဖြစ်နေသေးတဲ့ဒေသမှာကြံနေဆဲဖြစ်ပါတယ်။ရန်ကုန်ကကုန်ကျစရိတ်တွေကြောင့်မိသားစုကိုတော့မခေါ်လာနိုင်ခဲ့ပါဘူး။
ကလေးတွေနဲ့ပေါ့နော်ဒီအသက်ကြီးရဲ့လူတွေနဲ့ကြတော့လေပြေးရလောရတာအစားပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့အတွက်ကြောင့်တော့ကိုကတော့စိတ်မချဘူးပေါ့နော်စိတ်မချဘူးရှိမှသာလုံနေရတယ်အနောက်ကိုလည်းကိုကစိတ်မချဘူးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ရန်ကုန်မှာလည်းကြောတခင်းစာနေဖို့ခက်ခဲတယ်လို့စစ်ဘေးရှောင်မှုတချို့နေရာတွေမှာအိမ်ငှားရတာခက်ခဲတယ်လို့လည်းကိုကောင်းမြတ်ကဆိုပါတယ်စစ်ရှောင်တွေဖြစ်ကြတဲ့ကိုကောင်းမြတ်တို့မက်ကေတီတို့ဟာစစ်ဘေးလွတ်မြောက်ရာရန်ကုန်မှာရှိနေပေမဲ့လက်ရှိကာလမှာလည်းတဘာဝပြီးငလျင်တန်တွေရဲ့နောက်ဆက်တွဲအခက်အခဲတွေဖြစ်တဲ့ရေပြက်မီးပြက်ပြဿနာတွေနဲ့ကြုံရပါသေးတယ်အခုဒီမှာနေရင်လျှက်စမီမရှိရင်ရေမရှိဘူးရေမရှိရင်မိသားစုတွေများရင်ဒုက္ခတွေရောက်ရတယ်ကိုယ်နယ်မှာဆိုရင်တဘာဝအရင်မြက်တွေရှိတယ်ရေတွင်းတွေရှိတယ်တုံကင်တွေရှိတယ်ချောင်းတွေမြောင်းတွေရှိတယ်အဲ့ဒီဒုက္ခတွေကြတော့နယ်မှာမခံစားရဘူးတကယ်ဒီမှာဒီလိုမျိုးတဘာဝဘေးရန်တွေနဲ့ဇက်တိုက်တာရင်ဆိုင်ရမယ်ဆိုရင်ကြာရှည်မျိုးကြီးပြကြီးမှာမတို့အနေနဲ့တောက်မခံနိုင်တော့လောက်ဘူးနယ်ကိုပဲပြန်ရတော့မဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်မတန်ဆွမ်းတူဖြစ်တဲ့မနန်းမွန်အတွက်တော့မကြခင်ကကြုံခဲ့ရတဲ့ငလျင်တန်းဟာတာမန်လူတွေထက်ပုံမခက်ခဲခဲ့ရလို့လည်းဆိုပါတယ်ငလျင်လုံနေတယ်ဆိုတာကြီးကိုပဲတည်ရဲဒါပေမဲ့6လောက်တွေကဘယ်လိုပဲပြောမတဆန်းနေဖြစ်တဲ့အတွက်သွားလာရအဆိုင်ရခက်ခဲနေရဖြစ်တဲ့ငလျင်လုံတဲ့ချိန်မှာပိုခက်ခဲသွားတဲ့အချိန်မှာဒီမြေပြင်မဟုတ်ဘလို့မှကွင်းပြင်မဟုတ်ဘလို့မှထွက်မပြေးနိုင်ခဲ့ဘူးပေါ့နော်အကယ်၍ဒါပြူကြခဲ့မယ်ဆိုရင်တော့ဒါတေချာရဲ့ကျတော့ဒီမှာရှိရမတဆန်းနေအကုန်လုံးတော့ထိခိုက်နိုင်တယ်ပေါ့နော်ထိခိုက်နိုင်ခြင်းများတယ်ဒီမှာလဲနေရတာကြက်တဲကြတာကြောင့်မနန်းမွန်ကအခုတော့သူ့ဒေတာကိုသူပြန်ကျင်နေပါတယ်တကယ်လို့များသူ့ဇာတိဒေတာမှာဆက်လက်နေထိုင်မယ်ဆိုရင်တော့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေရက်ကွက်ကမိတ်ဆွေတွေရှိရဲ့အတွက်တဘာဝဘေးကြုံခဲ့ရင်ချက်ချင်းအကူအညီတွေရနိုင်မှာဖြစ်တဲ့အတွက်သူ့ဒေတာကိုသာပြန်ကျင်တယ်လို့ဆိုပါတယ်ဒီမှာနေနဲ့တလို့ခက်ခဲမယ်ဟိုမှာလည်းခက်ခဲမယ်အတူတူဆိုရင်တော့လေရင်တန်နေဘုံတန်နေကြားထဲမှာပဲပြန်ပြီးတော့ပဲသွားနေလိုက်တာပဲပိုကောင်းမယ်ထင်တယ်ဆိုတဲ့ဆုံးဖြတ်ချက်တော့ချတာမျိုးရှိတယ်နောက်တစ်ခုကဆိုးဝါးလာတော့မပြောတတ်ဘူးပေါ့နော်ကိုဘာဖြစ်လာလဲဆိုသေသွားတဲ့လူတွေ congratulation လိုက်လုပ်ချင်တယ်ဂုဏ်ယူလိုက်တာဟောဒီရွာကြီးပါအဲ့လိုမျိုးစိတ်တွေတော့ဖြစ်လာတာတွေတော့များတယ်ဒါမေးကြည့်တော့လေကိုတယောက်ထဲလားဆိုတော့လေဒါကိုတယောက်ထဲမဟုတ်ဘူးဘာလို့လဲဆိုတော့တည်ဆုံးသွားပြီဆိုရင်တော့ပြီးဆုံးသွားပြီလားပေါ့ကာလရှိတာအကျက်အတဲတွေဖြစ်တဲ့ COVID-19 အပါအဝင်တဘာဝဘေးရန်တွေစစ်ပွဲတွေအပြင်ကုန်စည်နှုန်းမြင့်မားမှုတန်တွေကြောင့်ပုံမခက်ခဲလာကြတဲ့အတွက်မြန်မာနိုင်ငံကိုအမြန်ဆုံးငြိမ်းချမ်းစေခြင်းပြီလို့ကိုကောင်းမြတ်ကပြောပါတယ်အခက်အခဲတွေကြားမှာကင်ဆာရောဂါကုနေရတဲ့မက်ကေတီကလည်းစစ်ပွဲတွေအမြန်ဆုံးပြီးဆုံးမှုဆန္ဒရှိနေပါတယ်ဒီနိုင်ငံကိုမြန်ဆုံးအေဂျင့်ချင်းပြီးအမြန်ဆုံးအေဂျင့်ချင်းနဲ့ပြီးရင်စပွဲတွေလည်းအမြန်ဆုံးပြီးသွားစေခြင်းပြီပေါ့နော်တချိန်ကတော့မျောလင့်ချက်တွေအများကြီးထားခဲ့တာပေါ့နော်အခုချိန်မှာကျတော့မျောလင့်ချက်တွေလည်းတဝက်တစ်ပြက်ကပျက်စီးနေတယ်လို့ပဲပေါ့နော်ဘောဘလည်းလည်းပြောရင်တော့လူငယ်တိုင်းမှာတော့အနာဂတ်ဆိုတာရှိကြတာပဲပေါ့နော်ဒါပေမဲ့အနာဂတ်ဆိုပြီးတော့မှအကြီးကြီးပြောချင်တော့ဘာလို့လဲဆိုအနာဂတ်တွေကမောင်မဲနေကြခဲ့ပြီနော်